မင်္ဂလာပါဒီနေ့ပါတော့အနာတော်ကုံတော့တယ်မှာဖြစ်ပါတယ်ခုကတော့အတက်နဲ့တော့မဟုတ်ပါဘူးကဲလိုက်ရှာမယ်နံပါတ်လေးကကြတော့ခြေလေးလုံးပါခြေလေးလုံးရပါပြီအခုစော့ပါမယ်အနာတော်ကုံတော့တယ်မှာကဲဒီပေါင်းဒီကျွန်းရပါကျွန်းရမလို့အိုးအိုင်ယုံနှလုံးရှိအိုင်ယုံဘယ်နှလုံးလဲမသိဘူးငါတော့လည်းကြည့်ရတယ်အေးပါကွာဒါပေမဲ့အတက်နဲ့တော့မဟုတ်လို့တော့မပါအတက်နဲ့ဆိုတော့တွားလို့မရပါဘူးတခါရှော့ပါမှာပါဒါတော့တဲကနာရရွာပဲဖြစ်ပါတယ်ရွာပဲတိတက်လို့ကျင်နေဆိုရင်အနာတကူရှင်မသွားချင်ဘူးကဲအနာတကူရှင်ကိုတွားဖို့လိုအပ်တဲ့ဟာတွေလုံးပါဖြစ်ပါတယ်ဒါပေမဲ့အတက်နဲ့မဟုတ်လို့တော့လာအောင်လို့ဒါလေးလုံးလိုက်ပါမယ်စကင်ကိုတစ်ချက်ပြပါမယ်ဒါတော့ကျွန်မစကင်မဖြစ်ပါဘူးကြတော့လိုအပ်တာကဒီဘောလုံးလေးမဟုတ်ပါဘူးဒီဟာလေးပါကြတော့ကိုင်းကျင်တာနဲ့ဒါလေးယူပါလိုက်မယ်ပြီးတော့ပြောပါကဲကိုင်းပြီးဖြစ်သွားတယ်အဲဆိုကြတော့တော့မြားလေးနဲ့တက်ချင်တယ်ဆိုရင်မြားโอเคကြတော့မြားခံလေးကိုစိတ်ပြင်းနဲ့မြားတယ်ယူလိုက်မယ်ဒီပြားလာလေးယူလိုက်မယ်โอเคကဲပြီးတော့ထားလဲပါပြီဆိုတော့โอเคတော့ let's go ထားကြတော့ခုကတော့ဒီမှာဆဆရောက်ချင်းမှာဒီကိုကြီးနှစ်ခုတွေ့ပါလိမ့်မယ်အဲ့ဒါလည်းဒီလေကွင်းပြင်ကိုတူးမှာဖြစ်ပါတယ်ဒီလေကွင်းပြင်ကတန်းပြီးတော့ရောက်ချင်တော့ဆိုရင်တော့ဒီနားလေးကိုတူပါတကယ်လို့အောက်တွေပါရောက်ချင်ဆိုဒီနားလေးလောက်ကတူပါအကောင်တွေပါခိုက်ပါတယ်ခုတော့အတန်းနဲ့မဟုတ်လို့ဒီနားလေးကနေတူပါတယ် let's go ဖြည်းဖြည်းချင်းတူတာတူးမိသွားမှာဆိုလို့အဲ့လိုဖြည်းဖြည်းချင်းတူတာတက်တော့ပါမယ်ဒီမှာရောက်ပါပြီကဲဘရိုးတွေဒီမှာတော့အနာတကူရှိသွားတဲ့ဟာကြီးပါပဲဒီမှာချက်သေးမှာဒါလေးနှစ်ခုကြည့်ပါတယ်ကဲအားလုံးပဲညလုံးအောင်ပြူပါစေရမယ် let's go ကဲတော့တက်မှာဆိုတော့တော့တက်ကြမယ် let's go yes တားပဲအနာကိုတကားပေါက်ပွင့်သွားပြီရောဝင်ကြoh shit ကဲခုတော့အနာကိုရှိကိုတက်ရခုဘကတက်တော့ကြည့်နေအမကြီးကြောင့်တောင်းမှပါတယ်အတန်းနေပါဝါ yes ရောက်ပြီသူများတွေလို့အတူလောက်တာမဟုတ်ပါငါးတွေးပြတဲ့အချိန်မှာပြင်ကောင်းတယ်အဲ့လိုဆိုငါးတွေးမန္တလေးတချမ်းဟဲ့တဲ့ကြာငါးပါလို့ပြဒီကြောင့်မှလည်းလမ်းလျှောက်တဲ့ချမ်းရှိတယ်ငေါတွန်းသွားတာလို့ဒီနှစ်ဖောက်လုံးမလားဒါလေးကဖောက်ချင်ဒီအယိုငါးမနာတယ်ငါးရခိုက်တာငေါငါးရတော့မနဲ့ခက်ကောင်းပြီဒါနဲ့ပဲကဲအနာတကုံတက်တာနည်းနည်းတော့ခဲရင်းပါတဲ့အတက်နဲ့ဆို
အေးတော့သုံးသွားပြီပြန်နေတယ်မလားတော့လား我都在今天我被小说里吧。Fra ne yaarတော့မြန်မာခွက်သားရဲ့ service ပါတယ်။မကွက်အစစ်ကြီးတော့မဟုတ်ပါဘူး။ဒီကကြက်ပါပါနေတော့မြန်မာခွက်သားရဲ့ friend သူတို့မကွက်စစ်စောတော့အားကြလို့မြန်မာခွက်သားတွေစောတော့အားကြလို့မကွက်စစ်စောကြတယ်။ Minecraft စစ်တောင်းလေးကိုပြောကြပါလို့ Minecraft ရှိလို့ပြောကြလိုက်ပါအာမတော်ယူတုံးထုတ်တယ်ဟဲ့တုံးထုတ်သွားပြီဘယ်ရလေးကြာမှာတော့ဟာဘလို့နာလေးပြပါတေးတော့ဒီခါတော့တေးပြီတော့အသက်လေးနဲ့ဆိုရင်ဒီသုံးလေးတွေကိုခံကြည့်လိုက်တင်းဆိုဖြစ်နေတာရသွားမယ်အားလုံးပဲ Minecraft ကတော့ဒါပါပဲ yes ဒီနေ့ကြရပါပြီကဲအားလုံးပဲပြကလာပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲတတာခဏဒီကျွေးထဲမှာဘာတွေရှိသေးလဲတဲ့စောင်းစင်ရှိသွားပဲစောင်းစင်ဒီရွာသားတွေရှာလဲတော့လုပ်လို့ရပါတယ်ဒါပါလဲလုပ်လို့ရပါတယ်ဝင်ကြစို့မျိုးအဲ့တော့ကြောင်တော့ဝင်လို့ရပါတယ်ခုတော့ဘာတွေများရှိအောင်လဲဆိုတာထက်ကြည့်တော့ဘိုက်ကမကြည့်တော့ပါဘူးအခုကတော့တော့ဆက်ရှိရပဲတော့တော့yes အားလုံးပဲကြပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ